ဒီနေ့မူကုန်းမိုပေါင်းလေးပေါင်းပါတယ်အဲ့မှာပါဝင်ပစ္စည်းလေးတွေကိုပြတာပြရနော်ဂျူးရွက်လေးရယ်ဂျူးမြင့်လေးရယ်ဆန်မုံရယ်တက်သွန်ကြီးတက်သွန်ဖြူရယ်မှုချွတ်ချွတ်လေးရယ်ပဲပုတ်ထောင်လေးရယ်အဲ့အလေးတွေကိုအကုန်လုံးတမအောင်အရင်ဆုံးမွေလိုက်ပါတယ်ပြီးတော့အကုန်လုံးအစားလေးနဲ့တက်တမုံလေးလည်းနည်းနည်းထည့်တယ်နော်ပြီးလို့ရှိရင်ရေလေးနဲ့ကိုလိုချင်တဲ့လောက်အပြည့်ချယ်လေးရအောင်ရေလေးနည်းနည်းထည့်ပြီးမှုပါတယ်ဖက်လေးတွေကိုအရင်ဆုံးပေါင်းလိုက်တယ်နော်ရေတွေဆေးပြီးမှဖက်လေးတွေကိုပေါင်းလိုက်ပါတယ်အဲ့ဒါမှမချိုးပါလေဖက်လေးတွေမပေါင်းထွက်အောင်လို့အရင်ပေါင်းထားတာပြီးအဲ့လိုပေါင်းထဲမှာထည့်ပြီးတော့နိုင်ဝက်လောက်ပေါင်းရပါတယ်အဲ့တော့ပေါင်းပြီးနိုင်ဝက်လောက်ဆိုချက်ပါပြီအဲ့ဒါကိုတက်သွန်ပြူစီချက်လေးနဲ့မြုပ်တိကျော်လေးနဲ့စားပါတယ်ဒီနေ့မှထားတာလေးတွေအများကြီးလုပ်ပေးရတာပါ